VIP ရှင်ဖြင့်ခီးစဉ်ထွက်ခွာနေပဲဖြစ်ပါတယ်ခင်ဗျာခီးစဉ်တစ်လျှောက်ကျွမ်းကျင်သောရှင်မိုးကြီးများမှကိုတော်ဦးဆောင်၍လူချင်းမနိုင်လူရခီးကိုလုံခြုံစိတ်ချမ်းမြေ့စွာမောင်းနေပို့ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျာလူချင်းမနိုင်ကြမှာရင်းနဲ့အခြားလိုသောဝန်ဆောင်မှုများအတွက်ကျွန်တော်ရှင်မောင်း411မှာကိုညီဝန်ဆောင်မှုပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ We have the restaurant for skin living on our way. Another thing is the key so important. People will be able to avoid necessary long travels. And finally, if you need any help or have question, please don't hesitate to our qualified expert driver crew. Thank you. DCV ရှင်ပေါ်မှာရှင်အောင်တို့ခေတ္တခဏဆင်း၍အညောင်းပြေအညာပြေကြောကြောပေးကြပါရန်လေးစားစွာဖြင့်မြတ်တရခံအောင်ပါတယ်ခင်ဗျာShow your low, low, low.
yaro Isani Sakaka clown lo piang pie the pool Pie pie kadi mai lo mi pia cha Ko mui tui Isa sa nan nui nga tra pulang pa Nitang banyang ma Kuna me the guy Nga china swa Le kanta Ne kani ye So jani de t-shirt te Pya jwi kwa te ga Ay ma twi Nim pya mala da bu na si Dimo za tui jare ma tu thwa pi pi ga twa chit song ne ko lwe ke bi le kat ti le ba kwa min ne do tan ja ta phat ji tui la thmya tan ya ta that ji pe ga do ai mat tui phят si pit ta la na ke kha chan dong la ke yin di lo mo ri ha te yin khaw tan ni ko yin ma pe sin you ga ko man le ma tin chin lo di lo mye yin nya ko an swai phwin yin so tan ta mi ye chang la so mi ye chang pyo de kha so min ti bo ro kaw min ti bo ro kaw mo mya ywa bi tha ke ye tin naw nya ne ma ne pyaw ban khat da de phu lo pwin mo chang lwan lo swai lo kaw chi ya tu khali la ma de ma twi ba si so yaw ne de ni ri nga min shi ya ko pye chin chi khe the mya ha de ko ye sai ku la kwe ai ma de ku so ko le pye ai pa ဒီနာစင်မှာခင်ဗျာမန္တလာမှာစစ်မြေခီးတဲ့ပို့ဆောင်ရင်ဖြင့်စီစဉ်လိုက်ပါတော့ခီးသွားလူချင်းများကျမ်းမာရေးပပတော်လာနိုင်ရန်အတွက်မော်တော်ရှင်အားခေတ္တကနာရနာပြုတော်မှာဖြစ်ပါတယ်ခင်ဗျာကျမ်းမာရေးပပတော်လာပြီးဒီနေ့ရှင်ဘော်တို့ပြန်လဲတယောက်နေရာယူပေးကြပါရင်လည်းလေးစားစွာဖြင့်မေတ္တာရက်ခံအားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပြု၍နာဆင်ပါခင်ဗျာကျေးဇူးပြု၍နာဆင်ပါခင်ဗျာမန္တလာမယ်စစ်မြေခီးတဲ့ပို့ဆောင်ရင်ဖြစ်စီနေလိုက်ပါလာတော့ခီးတော်လူချင်းများမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာမန္တလာမယ်စစ်မြေခီးတဲ့ပို့ဆောင်ရင်ကြီးဟာမကြမချင်းတွင်မှာအောင်မင်္ဂလာကားကြီးပင်းတို့ရောက်ရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ